Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Yemen Football Platform YouTube Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒါပြောမယ်ဆိုလို့ရှိရင် Premier League ရဲ့ဒီ2026-2029ဒါရာသီတကြီးကတော့စတင်ပြီစတင်ပြီဆိုတဲ့အနေအထားမှာဒါအဖွင့်ပွဲစဉ်အနေနဲ့ Arsenal နဲ့ Coventry ကန်မယ်ကန်ပြီးတော့လို့ရှိရင်ဒါမနက်ဖြန်ညဒီစနေညမှာအစောဆုံးမြန်မာစံတော်ချိန်ညနေ6:00 နာရီမှာဒါဟူစီရီအသင်းနဲ့မန်ယူအသင်းတို့ဒါစတင်ပြီးတော့ကစားမယ်ဒါတောက်ကြနေ့မနက်မှာဆိုလို့ရှိရင်တော့ဒါ Arsenal တင်ကန်မယ်ဒါစနေည6:00 နာရီမှာဆိုလို့ရှိရင်တော့ Hull City နဲ့ဒါ Manchester United အသင်းတို့ကန်မယ်အဲ့ဒီပွဲစဉ်အတွက်ဒါပွဲကြိုသုံးသက်ချက်လေးဘာညာပေါ့လေဆွေးနွေးကြည့်အောင်ပေါ့လေဒါ Hull City အသင်းကတော့ဒီနှစ်မှာသူတို့အနေနဲ့ဒါ Premier League ကိုတန်းတက်လာတဲ့ကလပ်အသင်းဖြစ်တယ်ဒါလူတော်များများသိကြတယ် Hull City အသင်းကသူတို့အနေနဲ့Premier ပြီးခဲ့တဲ့နှစ်ကဒီ Championship မှာသူတို့အနေနဲ့အဆင့်6ပဲရတဲ့အသင်းဖြစ်တယ်အဆင့်6ပဲရတဲ့အသင်းကနေသူတို့ Play Off ကစားတယ် Play Off ကစားရင်းနဲ့မှာသူတို့အနေနဲ့အကောင်းဆုံးဒီစွမ်းဆောင်ရည်တွေဒီခြေစစ်ပွဲမှာပြသသွားပြီးတော့ဒီ Premier League ကိုတန်းတက်လာတယ်ဒါ Hull City အသင်းကသူတို့အနေနဲ့ Millwall အသင်းကိုနှစ်ကြောပေါင်းဒီ2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီးတော့သူတို့ Middlesbrough နဲ့ဒါ final မှာတွေ့ပြီးတော့ Middlesbrough ကိုသူတို့ဒီ Matt Burnley ရဲ့နောက်ဆုံး95မိနစ်နာကျင်အချိန်ပေါ်မှာဒါအနိုင်ယူသွားပြီးတော့ Premier League ကိုတန်းတက်လာတဲ့အသင်းဖြစ်တယ်ပြောပါဆိုလို့ရှိရင်အဆင့်6ကဒီ Championship ရဲ့အဆင့်6အသင်းကဒီလိုမျိုး play off မှာဒီလိုအသင်းကောင်းတွေကိုအနိုင်ယူပြီးတော့ဒါ Premier League ကိုတန်းတက်လာတာဆိုတာနဲတဲ့အဆင့်တော့မဟုတ်ဘူးအထင်သေးလို့မရဘူးအဓိကအဖြစ်သူတို့ရဲ့ဒီပထမဆုံးဒီပြောမှဆိုလို့ရှိရင်10နှစ်လောက်ဝေးကွာသွားပြီးသူတို့ဒီ Premier League ကိုတန်းမတက်လာတာ2019အားလောက်ထင်တယ်သူတို့တန်းဆင်သွားတာအဲ့တုန်းကဒါ Mourinho နဲ့ဒါ Manchester United ရဲ့ခေတ်အဲ့တော့Ibrahimovic တို့ဘာလို့ရှိသေးတယ်အဲ့ကတည်းကသူတို့အနေနဲ့တန်းဆင်သွားပြီးတော့အခုမှသူတို့ဒီ10နှစ်ကြာမှနောက်ထပ်တစ်ကြိမ်ပြန်လည်ပြီးတော့တန်းတက်လာတယ်အဲ့တော့ဒါ Hull City တင်ရတော့ဒါပြည်သက်တွေတော်တော်များများနဲ့ရင်းနှီးပြီးသားအသင်းဖြစ်တယ်အနေငယ်သူတို့အနေနဲ့ Premier League ကိုမရောက်တာကြာပြီဆိုပေမဲ့လည်းဒါဒီပြောမှဆိုဝါရင်ဘောလုံးဖန်တွေကတော့တည်တယ်ဗျာ Hull City တင်ဆိုရင်တော့နာမည်တစ်လုံးတော့ရှိခဲ့တဲ့အသင်းဖြစ်တယ်အဲ့လိုအသင်းကအခုဒီတန်းတက်လာပြီးတော့ပထမဆုံးပွဲစဉ်မှာဒါ Premier League အသင်းကြီးတစ်သင်းဖြစ်တဲ့ Manchester United နဲ့သူတို့စတင်ပြီးတော့ဒါဖွင့်ပွဲစဉ်ကမ်းမယ်အဲ့လိုအနေထားမှာဒါတန်တက်အသင်းတစ်သင်းအနေနဲ့သူတို့ရဲ့အိမ်ကွင်းမှာဒါပရိသတ်တွေရဲ့ရှေ့မှာဒီလိုအသင်းကြီးတစ်သင်းနဲ့တွေ့ဆုံတဲ့ပွဲစဉ်မှာသူတို့အနေနဲ့တေချာပေါက်ရုံးကန်ကစားလာပြီးတော့အနိုင်ယူဖို့အကျိုးစားမှာပဲဒါဘယ်လိုပဲဖြစ်ဖြစ်တန်တက်ကလပ်တွေရဲ့အထားပဲဗျာသူတို့အိမ်ကွင်းမှာဒီလိုမျိုးဖွင့်ပွဲစဉ်မှာဒီလို Manchester United လို့အသင်းအနေနဲ့ကမ်းရမယ်ဆိုလို့ရှိရင်သူတို့အနေနဲ့အကောင်းဆုံးရုံးကန်ပြီးတော့ကစားလာမယ် Man U အသင်းအတွက်ကတော့ဒါခက်ခဲမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ထင်တယ်ပေါ့လေHull City တင်းရဲ့ဒီအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့တင်းနေတဲ့ဒီအပြည့်ထားမှုတွေရှိတယ်ဆိုပေမဲ့လည်းသူတို့ရဲ့လူစင်းအနေထားဒါ Premier League မှာဒီတင်ကြံဖို့လုံလောက်ပါမလားဆိုတဲ့တန်တရားတော့ရှိတယ်သူတို့အနေနဲ့တန်းပြန်ဆင်းသွားရင်လည်းဆင်းသွားနိုင်တယ်ပေါ့လေဘာပြောဒီ Hull City တင်းဒီလို Premier League ကိုတက်လာတာဆိုတာပဲဒါချီကျူရမယ့်အနေထားဖြစ်တယ်အဲ့တော့ဒီသူတို့ရဲ့ဒီပထမဆုံးပွဲစဉ်မှာသူတို့ခြေစွမ်းကောင်းနေပြတာပြီးတော့Manchester United စီကအမှတ်ယူသွားနိုင်မလားဆိုတာလည်းစောင့်ကြည့်ရမှာဖြစ်တယ်။ဒါသူတို့ရဲ့တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင် Matt Burnley လို့ဒီ Premier League တွေ့ကြုံရှိတဲ့ကစားသမားရှိတယ်ဒီတိုက်စစ်မှုပေါ့လေ။အခုတော့သက်30ရှိပြီ။အရင်တော့ဒါ Sheffield United မှာကစားခဲ့တဲ့ Matt Burnley ကဒါ Hull City တင်ရဲ့တိုက်စစ်ကိုဦးဆောင်လာမယ်။ကျန်တဲ့နေရာတွေကတော့ဒါပြည်သက်တွေတိတ်မရင်းနှီးတဲ့ကစားသမားတွေဖြစ်ပြီးတော့သူတို့ရဲ့ဒီတန်တက် level လောက်ပဲရှိတဲ့လူစင်းအနေနဲ့သူတို့ပွဲထွက်လာလိမ့်မယ်၄နှစ်3တက်ကိုသူတို့ပွဲထွက်လာမယ်ထင်တယ်အဲ့တော့ဒီ Manchester United ဘက်ကနေကြည့်ရမယ်ဆိုလို့ရှိရင် Manchester United ကအခုဒီရာသီမှာခေါ်ယူအပြည့်မှုတချို့ရှိတယ်ဆိုပေမဲ့ဒါပြည်သက်တွေအတွက်ကတော့တိတ်ပြီးတော့အားရစရာကျေနပ်စရာတိတ်မရှိတဲ့ခေါ်ယူမှုတွေကိုပြုလုပ်ထားတဲ့အသင်းသူတို့အနေနဲ့မနစ်ကဒါ Michael Carrick ရဲ့ဒီရာသီဝက်ကနေအကောင်းဆုံးထန်တင်လာမှုနဲ့သူတို့ဒါ Champions League ဝင်ခွင့်ရရှိတယ် Champions League ဝင်ခွင့်ရရှိပြီးတော့ဒီရာသီမှာသူတို့အနေနဲ့ပြောင်းရွှေ့ပိုင်းမှာနဲ့ငယ်အားနည်းမှုတွေဒါလူခေါ်ယူမှုမှာတိတ်ပြီးတော့ငွေမသုံးဆွဲမှုတွေကဒါပြည်သက်တွေကြားထဲမှာဝေဖန်မှုတွေမြင့်တက်နေပြီးတော့သူတို့အနေနဲ့ကွင်းလယ်မှာTalisman တို့ဒါ Andre Santos တို့လိုကစားသမားတွေကိုပဲခေါ်လာတယ်အခုဆိုလို့ရှိရင်ဒါ Brighton ကွင်းလယ်လိုပါလီပါနဲ့ဒါသဘောတူညီမှုရပြီဆိုပြီးတော့တင်းနေတက်လာတယ်ဆိုပေမဲ့အပိသက်သဘောတူညီမှုမရသေးတဲ့အတွက်ဒါဆက်လက်ဆောင်ကြည့်ရမယ်အဲ့တော့ဒါမန်ယူတင်းရဲ့ဒါလူစင်းရကြည့်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ဒါ Michael Carrick 3လမဲ့ပွဲထွက်လူစင်းဆိုလို့ရှိရင်4နှစ်3တက်လို့ပဲကျွန်တော်ထင်တယ်ကိုလိုမနီယာမှာတော့ Landsman ရှိမယ်ပေါ့လေဟုတ်လို့ရှိရင်နောက်တန်းဒီအထိုင်2နေရာမှာ Eden Heaven နဲ့ Maguire ကိုပဲပွဲထွက်3လာလိုက်မယ်လို့ထင်တယ်ပေါ့ညာတော်မှာဆိုလို့ရှိရင်ဒါလောက်ကို3မလားမစားပြီး3မလားMichael Carrick ဒီပွဲထွက်တဲ့ပုံစံအရဆိုလို့ရှိရင်ဒါလောက်ပဲပွဲထွက်လာဖို့များတယ်ပေါ့လေပဲဒီနောက်တန်းဘယ်ချမ်းမှာဆိုလို့ရှိရင်တော့ဒါလူရှော့ပဲပွဲထွက်လာလိမ့်မယ်ကွင်းလယ်နှစ်ယောက်မှာတော့ဒါ Andre Santos နဲ့ Talisman တို့ကိုဒါ double ပိုင်းလောက်အနေနဲ့ဒါ
double pivot အနေနဲ့ဒါ Michael Carrick က3လာနိုင်နေရှိတယ်ဒါနံပါတ်10 row မှာတော့အငင်းပွားပဲရမရှိဒါ Bruno Fernandes ဒါညာတောင်မှာဆိုလို့ရှိရင်အာမတ်ကပွဲထွက်လာမယ်ဘယ်တောင်မှာဆိုလို့ရှိရင်ဒါ Patrick Doku ဖြစ်ဖြစ်ဒါမာတီယက်ကိုညာဖြစ်ဖြစ်ဒါ Michael Carrick 3လာလိမ့်မယ်ပေါ့လေ Rashford အနေနဲ့လည်းဒုတိယပိုင်းမှာသူ့အနေနဲ့ဝင်ပြီးတော့ကစားလာနိုင်မယ်လို့ထင်တယ်တိုက်စစ်မှုနေရာမှာကိုဒီ Benjamin Sesko ကအနေငယ်တန်းရရှိထားတဲ့အတွက်ပြောမှဆိုလို့ရှိရင်အခုဒီလေ့ကျင့်ရေးကွင်းအစီအစဉ်တွေမှာ Benjamin Sesko ကပြန်ပြီးတော့လေ့ကျင့်ခန်းဆင်းနေပြီဆိုပေမဲ့ဒီပွဲထွက်ခွင့်ရဖို့တော့အသင့်အနေထားတော့မရှိသေးဘူးဆိုပြီး Michael Carrick ကပြောလာတဲ့အတွက်ကြောင့် Mbumo ကဒါတိုက်စစ်နံပါတ်9နေရာမှာဥဆောင်လာမယ်အဲ့လိုပဲဒီပွဲထွက်လာလိမ့်မယ်လို့ထင်တယ်ဒါမန်ယူပိတ်တဲ့ညီကိုတွေရောဘယ်လိုမျိုးထင်ကြလဲဗောလေ Manchester United အနေနဲ့ဒါအဖွင့်ပွဲစဉ်မှာ Hull City တင်းကိုအနိုင်ရယူသွားနိုင်မလား Hull City တင်းရဲ့ကွင်းမှာဘာပြောမန်ယူတင်းကဒီလိုအတန်းတက်လာတဲ့အသင်းတွေနဲ့တွေ့မယ်ဆိုလို့ရှိရင်အဝေးကွင်းကန်ရမယ်ဆိုလို့ရှိရင်နိုင်ငံရုံးကန်မှုတွေရှိတဲ့အတွက်ဒါ Hull City တင်းရဲ့ဒါရုံးကန်လာမှုကိုဒါ Manchester United ဘယ်လောက်ထိတောင်းခံကြောဖြတ်ပြီးတော့အနိုင်ယူသွားနိုင်မလားဆိုတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမယ်ဗောလေဒါ Manchester United ညီကိုတွေရောဘယ်လောက်ထိမျှော်လင့်ထားလဲပေါ့ဒီ Man U တင်းရဲ့ဒီ squad အနေထားအရကြည့်မယ်ဆိုလို့ရှိရင်တောင်းတမှုရှိတယ်ဆိုပေမဲ့ငယ်ငယ်နောက်တန်းပိုင်းကတော့နည်းနည်းအားနည်းမှုတွေတော့ရှိတယ်ဗောလေဒီ Sandro Martinez ကအရင်လိုခြေစွမ်းမျိုးမရှိဘဲနဲ့ဒိုင်ယာနဲ့ရုံးကန်နေရတာတွေပြောရှင်ဒန်နီယိုရိုကလည်းဒီအများကြီးမကောင်းလာသေးဘူးဗျာလူငယ်ကစားသမားဖြစ်တာနဲ့အညီပေါ့ပြောမှပြီးရင်မာတီယက်တီလက်ကလည်းဒီသူဒိုင်ယာရသွားတာတော်တော်ကြီးကိုကြာနေပြီအခုထိပြန်မလာနိုင်သေးဘူးဆိုတဲ့အတွက်မန်ယူတင်းရဲ့ဒီရေရှည်ပြောရမယ်ဆိုလို့ရှိရင်ရေရှည်သွားမယ်ဒီပြိုင်ပွဲတွေကန်မဲ့အနေထားမှာမန်ယူတင်းလူစင်းကလုံလောက်မှုတိတ်မရှိဘူးလို့ထင်တယ်ဒါပဲဘာပြောဒီလိုပထမဆုံးပွဲစဉ်မှာမန်ယူတင်းနေနဲ့အနိုင်ရယူနိုင်ဖို့တော့အရေးကြီးရလို့ထင်တယ်ပေါ့လေသူတပြင်းဟိုဘက်ကဒါတန်တက်လာတဲ့ကလပ်အသင်းတသင်းဖြစ်တဲ့ဒီပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းအားအနည်းဆုံးအသင်းတွေတသင်းဖြစ်တဲ့အတွက်မန်ယူတင်းနေနဲ့အမှားယွင်းမရှိဒါအနိုင်ယူဖို့တော့လိုအပ်တယ်နောက်ပိုင်းဆိုလို့ရှိရင်ဒါပြိုင်ပွဲတွေကတောက်လျှောက်ဒီတစ်ပတ်မှာ3ပွဲလောက်ကစားမယ်နေတာမှာအခုတစ်ပတ်တစ်ပွဲကန်မဲ့ဒီပထမဆုံးပွဲစဉ်တွေမှာအမှတ်ယူထားဖို့လိုတဲ့အတွက်မန်ယူတင်းနေနဲ့ဒါမိုက်ကယ်ကာဗစ်တို့အနေနဲ့အမှားယွင်းမရှိအမှတ်ယူဖို့စူးစမ်းလာကြမှာတော့အမှန်ပဲဖြစ်တယ်ဒါဟူစီဒီတင်ဘက်ကတော့ကျွန်တော်ခုနပြောတဲ့အတိုင်းပဲသူတို့ရဲ့ဒီရှိတာလေးနဲ့လှအောင်သူတို့အနေနဲ့အကောင်းဆုံးဒီလူစင်းလေးနဲ့သူတို့အရှင်ပြိုင်သွားပြီးတော့ပြည်သက်တွေဒါကျင်းနဲ့လောက်တဲ့စွမ်းဆောင်ရည်မျိုးသူတို့ပြသသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့လေမန်ယူတင်းအနေနဲ့ head to head အနေထားတွေပါကြည့်မယ်ဆိုလို့ရှိရင်တော့မန်ယူတင်းကဟူစီဒီတင်းကိုအမြဲတမ်းအနိုင်ယူထားတဲ့အသင်းဖြစ်တဲ့နောက်ဆုံးသူတို့ဒီဟူစီတီနဲ့မန်ယူတင်းတို့ကစုစုပေါင်း10ပွဲတွေ့တယ်ဗျာ10ပွဲမှာဟူစီတီတင်းအတစ်ချိန်အနိုင်ရတယ်မန်ယူတင်းက9ချိန်အနိုင်ရပြီးတော့2ချိန်ရတည်ကြထားတယ်ဟတ်တူဟတ်နေထားရဆိုလို့ရှိရင်လည်းဒါမန်ယူတင်းကတာစီရထားတဲ့အတွက်ဒါဟူစီတီတင်းကသူတို့ရဲ့အခက်အခဲတစ်ခုဖြစ်လာလိမ့်မယ်လို့တော့မထင်ဘူးဒါပဲပြောမန်ယူတင်းနေနဲ့ကိုမပြတ်ဘူးဆိုရင်တော့မှအနိုင်ယူသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါပြောမှဆိုလို့ရှိရင်2-0ဒါမှမဟုတ်1-2လောက်နဲ့ဒါမန်ယူတင်းနိုင်ရသွားလိမ့်မယ်လို့ထင်တယ်ဗောလေညီကိုတို့အနေနဲ့ဘယ်လိုထင်ကြလဲဗောဒါမနေ့ပြန်လာမယ့်ပွဲစဉ်အတွက်ကျွန်တော်ဒါပွဲကြိုသုံးသက်ဆွေးနွေးမှုလည်းပဲဖြစ်တယ်ဗောလေအားလုံးပဲကျွန်တော်ရဲ့ဒီ channel လေးကို like and subscribe လေးပြုလုပ်ပြီးတော့ဝင်ကြည့်ရှုအားပေးဖို့မျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ